နင်းနဲ့အမျိုးသားနဲ့အခုရီးစားတွေဖြစ်သွားပြီပေါ့ဟုတ်လား ရီးစားတစ်ထောင်လင်းကောင်းတစ်ယောက်တဲ့ငါရဲ့ကာမပိုင်ယောက်ျားဖြစ်လာမဲ့သူကတော့တစ်ယောက်တည်းပဲဖြစ်စေရမယ်ဒါပေမဲ့ပတ်စံချမ်းသာတဲ့သူလည်းဖြစ်ရမှာပေါ့ မင်းကလေးဖြစ်ပြီးညီအိမ်လို့တယ်ဘာဝိုင်းလုပ်ပေးညီဘာကြီးလုပ်တယ်လို့ပတ်စံရှိလို့အနှိမ်ခံရတဲ့ဘဝမဟုတ်နဲ့ နေကမြို့မှာကြောင်းတက်နေတဲ့ဒေါခင်မသမီးအေးကိမလား သမီးဖို့ပါတယ်ဒုက္ခတွေရှောက်လာတယ် ကျွန်တော်အေကေကိုသဘောကျနေတယ် အမလီမောင်သူရင်ရဲ့ဒုက္ခရှာလို့လူပုံများအိမ်မော်ခေါ်တင်ထားရတယ်လို့ကွယ် မမယာတမီးကိုတိတ်ယူဆိုင်တာလေတမီးခုတလည်းမမယာနဲ့အရန်ပြောနေရ မာယာအဲ့ဒီအိမ်မှာအိမ်ပေါ်တစ်ယောက်လိုပဲနေရတာပါသူပေးရယူသူကျွေးရစားဘဝနဲ့ပဲနေရတာပါ မပါလေမရလေမဆိုရဲချစ်တာကိုမပဲမသွားတာမရခွင့်လို့ပေးပါတော့ မင်းပါတာပတ်စံဘလောက်ပဲချမ်းသာမင်းတို့ဖောက်ပဲဖောက်ပြန်စိတ်ရှိတဲ့လူမျိုးနဲ့ငါသမီးနဲ့ရေစက်ကုန်သွားတာကကံကောင်းတယ်ပဲမှတ်ပါတယ် မာယာမိုးရုပ်ပေါ်မှာကိုမမလေးအရင်တစ်ယောက်လိုပဲချစ်တာပါ အခုချိန်မှာတော့ခွဲစိတ်ဖို့မတင်တော်သေးဘူးကြီးอ่ะကျွန်တော်ပေးရဲ့ဈေးကိုလည်းမပြတ်စေနဲ့အဲ့ဈေးကအရေးကြီးတယ် မိုးရုပ်ဆေးတိုက်မလို့လားဒီမှာပဲထားခဲ့လိုက်မာယာတိုက်လိုက်မယ်မာယာစိတ်နဲ့မာယာကိုမာယာလောက်ချင်တာလုပ်မယ်အမေမကြိုက်ဘူးဆိုရင်အိမ်ကိုမလာနဲ့ငါဟာငါဘာပဲဖြစ်ဖြစ်ဘာပဲလုပ်လို့နင်တို့နဲ့ဘာမှမဆိုင်ဘူးအခုဖြစ်တယ်နင်တို့ကငါ့အိမ်ပေါ်ကနေထွက်သွားကြ သူ့ပိုင်ဆိုင်မှုရဲ့တော့ဘကျော်လောက်ကမူးယူတော့ကြည့်ပါပဲလားငါဘယ်လိုလုပ်ရလဲ ဘာတွေစဉ်းစားနေရလဲမာယာ မာယာလေသုံးမှုလိုက်သုံးဟာမကင်ဘူးတဲ့ပတ်စံကိုကင်ရတော့သူဘဝမဲ့သွားတာသူဘဝမဲ့သွားတာအေး အားလုံးကြည့်နိုင်ပြီ Hey Play VIP